တရုတ်နိုင်ငံဟာကမ္ဘာအမြင့်ဆုံးတရားကိုဆောက်လုပ်နေပါတယ်။အနောက်တောင်ပိုင်းကွေးရှုခရိုင်နဲ့ဆိုင်လာတဲ့ဟိုအချင်းကညွာထက်မှရေယာမတရားကြီးတစ်စစ်ဆောက်လုပ်နေပါတယ်။အဲ့ဒီတရားစီကာလန်စဖို့အတွက်အင်ဂျင်နီယာတွေဟာတောင်တွေကိုထွင်ဖြတ်ပြီးတောင်ကြားတွေကနေတူမြောင်းတွေဖောက်ချုပ်ကံပါရီမှာလမ်းကြောင်းတွေတိစောက်ခဲ့ရပါတယ်။တရုတ်နိုင်ငံဟာမြင့်မာတဲ့တရားကြီးအတွက်မှာကမ္ဘာထိပ်တက်မှာရှိနေကြတာကြာပါပြီ။ဒါဟာမတော်တဆတော့မဟုတ်ပါဘူး။မြေပုံကိုကြည့်မဲ့ဆိုရင်ကမ္ဘာအမြင့်ဆုံးတရားတရားတွေကခုဆဲဟာဒီတီတာမှာတရှိပါတယ်အကြောင်းကတော့ဒီတီတာရဲ့မိမနီတမဖြစ်တဲ့ပထဝီဝင်နေထားကြောင့်မှ6ကြီးပေါင်းထောင်ချီနဲ့လှပဆန်ကြတဲ့တောင်တန်းတွေရှိပြီးဒီနေရာမှာတမန်ကာလန်တခုဆောက်ခုဆိုတာလက်တကန်းကွာမှာရှိပါတယ်လက်ရှိစံချင်းတင်ထားတဲ့ပဲပန်ကျင်းတရားဟာဒီနေရာမှာပဲတရှိပါတယ်ဒီတရားဟာပဲပန်ညမန်ဟာ165မီတာမြင့်ထိရှိပါတယ်ဒါပေမဲ့2025ခုနှစ်မှာတော့ဒီစံချင်းကိုဟင်းရင် Grand Canyon တရားကြီးကထုခဲ့သွားမှာပါဒီတရားတဲ့ဟာ6ကျန်ဒီမှာ625မီတာမြင့်ထိရှိမှဖြစ်ပါတယ်။နိုင်ရှင်တရားမယ်ဆိုရင်ဒီမြေဟာအိုင်ဖယ်တာဝါရဲ့အမြင့်ထက်နှစ်ဆနီးပါးလောက်ရှိပါတယ်။တရားရဲ့စင်တန်နေရာဟာ1400မီတာကျော်ရှိမှဖြစ်ပြီးတောင်တန်းဒေသရဲ့ဝေးလံခေါင်ခတဲ့နေရာတွေကိုဆက်သွယ်ပြီးမဲ့အနည်းလမ်းမအသေးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာမှာပါ။